လုံးမဲမင်္ဂလာပါဓမ္မတုတ္တမျှဝေရခြင်းနဲ့အနေပြန်လဲကြိုဆိုပါရစေဓမ္မတုတ္တမျှဝေရခြင်းနဲ့ဆိုလို့ရှိရင်ဓမ္မရေးရာဖြာဖြာတုတ္တရေးရာဖြာဖြာတို့ကိုပုံမှန်မျှဝေနေတာပဲဖြစ်ပါတယ်ဒီကနေ့မျှဝေသွားမှာကတော့တက္ကသိုလ်ရှင်သီရိရေးသားတဲ့နတ်ပြည်ရောက်လူသားတို့ရဲ့ဘဝအတွေ့အကြုံများဆိုတဲ့စာအုပ်ထဲပါစာချို့ကိုထုတ်နှုတ်ပြီးတော့မျှဝေသွားမှာဖြစ်ပါတယ်တေတပြရွာဆိုတဲ့အမျိုးမြေအဖြစ်မထင်ရှားတဲ့ပုံနာလင်မယားမှာရတောင်ရခဲရှာရှာပါပါခဲခဲရင်းရင်းရထားတဲ့တူဒီတော်သားဆတ်တာအမည်ရှိတဲ့သားတူရှိတယ်တဲ့မိဘတွေကတူဒီတော်သားကိုငုံထားမတက်ချစ်မြတ်နိုးကြတော့လဲသားရဲ့ရှေးကိုမျှော်တွေးပြီးတော့အရွယ်ရောက်လာတဲ့အခါမှာဥက္ကဋ္ဌမျိုးရှိနာမည်ကြီးပောက်ခရတာဒီပုံနာကြီးထံကိုဆေးလွှတ်ပြီးတော့ဘေးတဲ့အတတ်ပညာတို့ကိုသင်ယူစေခဲ့တယ်ဆတ္တဟာဉာဏ်ပညာထက်မြက်တယ်ပြင်းဤနေပါပြီးလုံလဝရိယများပြတဲ့အတွက်မကြခင်ပုံနာတို့တတ်တဲ့အတတ်ပညာအလုံးအပြီးဆုံးတိုင်တက်မြောက်သွားလေတဲ့ဆရာကျွန်ုပ်ဟာအတတ်ပညာတို့ကိုစုံလင်စွာတက်မြောက်ပါပြီဆရာအတွက်ပေးသင့်ပေးလိုက်တဲ့ဖိုးခါကိုပြောကြားပါတော့လို့ပြောတဲ့အခါဆရာတို့အတွက်အဖိုးခါဟူတီကတပြည့်ပစ္စည်းဥစ္စာချမ်းသာဆင်းရဲကိုကြည့်ပြီးပေးစီရတယ်သင်ဟာဥစ္စာအင်အားရှိသူဖြစ်တဲ့အတွက်အတပြားတစ်ထောင်ယူခဲ့ပါလို့ဆရာပြောတဲ့အခါဆတ္တလူလင်ကဆရာကိုယိုသစ္စာရှိခိုးပြီးတော့မိဘရထံကိုပြန်ခဲ့တယ်မိဘတို့ထံရောက်တဲ့အခါမိဘတွေကိုယိုသစ္စာရှိခိုးပြီးအကြောင်းစုံပြောပြတယ်မိဘတို့ကလည်းအလွန်ဝမ်းမြောက်ဝမ်းသာဖြစ်ကြလေတယ်ဖခင်ဆရာအတွက်ပေးတင်သောအတပြားတစ်ထောင်ယနေ့ရကကျွန်ုပ်ယနေ့ပင်ဆရာထံပြန်มาမည်လို့ပြောတဲ့အခါဖခင်ကချစ်သားယနေ့ဖို့အချိန်မရှိတော့ပြီနှက်ဖြံမှသွားပါလော့လို့ပြောတယ်မိဘတို့ကလည်းအဲ့လိုတားပြီးအတပြားတို့ကိုအစင်းနဲ့ထုတ်ထားလေတယ်ခိုးသူတွေကလည်းဒီကြောင့်တရင်ကိုကြားသိပြီးတဲ့နောက်ဆတ္တလူလင်ကိုတိုက်ပြီးပါလာတော့အတပြားထောင်တို့ကိုယူကြမည်လို့ကြံစီကြကဆတ္တလူလင်သွားမည်ခီလန်တောအုပ်တစ်ခုထဲမှာကြိုတင်ပုံအောင်ပြီးနေကြတယ်ဘုရားရှင်ဟာဒါဝတိပြည်စေတဝန်ကျောင်းမှာသတင်းသုံးနေတော်မူရာမှာအဲ့ဒီနေနဲ့မိုးတောက်တော်မဟာကရုဏာတမဘတ်မှာထတော်မူ၍လောကကိုကြည့်ရှုဆင်ခြင်မိတယ်ဆတ္တလူလင်ရဲ့တရဏဂုံနဲ့တီလာတော်မှာတည်ပြီးတော့ခိုးသူတို့တက်၍တည်ပြီးတော့နတ်ပြည်၌ဖြစ်ရမည်ထိုနတ်ပြည်မှာဗိမာန်နဲ့တကွလာပြီးဒီရက်၌စူဝေးရောက်လာသောပိဋကတ်နဲ့တကွတရားသူကိုရလာတာဆိုတဲ့အကြောင်းကိုမြင်တော်မူတယ်အဲ့တော့ဖျားရှင်ကအဲ့နဲ့နည်းနည်းစောစောမှာပဲကြွပြီးတော့ဆတ္တလူလင်လာမဲ့လမ်းခီတခုသောတစ်ပင်ရင်မှာထိုင်နေတော်မူတယ်ဆတ္တလူလင်ကအတပြားတို့ကိုယူပြီးတော့တေတပြရွာမှာထွက်ခဲ့တယ်လမ်းခီကြားတခုသောတစ်ပင်ရင်ဝိုင်ထိုင်နေတဲ့ဖျားရှင်ကိုမြင်ရတယ်အနည်းတို့ချိကပ်၍ရပ်နေလေတယ်အဖေရက်ကိုသွားမြင်နီးလို့ဘုရားရှင်ကမေးတဲ့အခါဆရာဖြစ်တဲ့ပောက်ခရတာဒီပုံနာကြီးအားဆရာအတွက်ပူဇော်ရန်ဥက္ကဋ္ဌမျိုးတို့သွားရန်ဖြစ်ပါသည်ဗျာလို့ပြန်လဲလျှောက်တယ်နဲ့ဒီခါမြတ်စွာဘုရားရှင်ကလူလင်တင်ဒီတရဏဂုံ3ပါး5ပါးတီလာကိုသိပါသလားလို့မေးတဲ့အခါတပည့်တော်မသိပါတရဏဂုံ3ပါး5ပါးတီလာဆိုတာတွေကအဘိဟာပါလဲဘုရားလို့ပြန်လဲလျှောက်တဲ့အခါဘုရားရှင်ကဆတ္တလူလင်ကိုတရဏဂုံ3ပါးနဲ့5ပါးတီလာတို့ကို၎င်းတီလာရဲ့အကျိုးအပြစ်တွေကို၎င်းရှင်းလင်းဟောပြတယ်သင်ဟာရှေးဥစွာတရဏဂုံအစီအစဉ်ကိုသိအောင်သင်ယူလော့မြတ်စွာဘုရားမိန့်ကြားတဲ့ခွာမြတ်စွာဘုရားတပည့်တော်အားဟောကြားပေးတော်မူပါဘုရားလို့လျှောက်တယ်နဲ့လူရောနတ်ပါပြမမကြံသုံးတန်သောသူတို့မှာလောကဓမ္မနှောင်ဝအရေးမျောတွေးအဆက်ဟောကြားရသောသူတို့ထက်မနိုင်ချင်အမြင့်မြတ်တော်မူတဲ့တာဂီနယဟန်မြတ်ဖြစ်တော်မူတဲ့ဘုန်းတော်6ပါးနဲ့ပြည့်စုံတော်မူတဲ့ကောင်းစွာအတည်တည်ပြုအပ်ပြီးတဲ့မက်ကိစ္စရှိတော်မူတဲ့နိဗ္ဗာန်ကျွန်းတဲ့တစ်ဖက်ကန်းကိုရောက်တော်မူပြီးတဲ့ကိုအာညာအား၄ပါးလုံးလာနဲ့ပြည့်စုံတော်မူတဲ့သုံးလောကထွတ်တင်ဘုရားရှင်ဟာထင်ရှားရှိနေပါတယ်ဒီဘုရားရှင်ကိုသင်သည်ယိုသေးစွာရှိခိုးပါတမချင်းတရားအလွန်များတဲ့ယာကမှကင်းသောအရိယာမတ်တရားဒီ၎င်းတုံလုံးတညာတဏတရားမှကင်းသောစိုးရိမ်ပူဆွေးငိုကြွေးခြင်းမရှိသောအရိယာဖို့တရားဒီ၎င်းကစိတ်ဥရုအာဟာရကြောင်းလေးဖြာတို့ပြုပြရမဟုတ်တော့ဆက်စုပ်ဖွယ်ရာတစုံတရားမရှိသောနိဗ္ဗာန်တရားကို၎င်းဤမက်ဖို့နိဗ္ဗာန်ကိုရံသောလောကုတ္တရာတရားကို၎င်းတ
တာလွန်ကောင်းမြတ်ချီးမွမ်းအပ်သည်ဖြစ်၍ဒေသနာတော်ဉာဏ်သည်လေ့လာထက်ထက်ဖြစ်စေအပ်သောကောင်းစွာဝေဖန်အပ်သောပရိယတ်တရားကို၎င်းနောင်တန်တရားချမ်းသာဖြိုးကျွယ်မညှို့ငယ်အောင်ကိုးကွယ်စည်းကပ်ပါလော့လောဘဒေါသမောဟစသောကိလေသာတို့မှစင်ကြယ်ကုန်သောမဖောက်မပြန်မှန်ကန်တက်မှတ်ယောက်ျားမြတ်လေးစုံဟုကုန်သောမြင့်မြတ်ကျော်မောအရိယာတန်ဃာတော်တို့၌တရားဖွေးဖြူအေးယူ၍ပေးလူအပ်သောအလူသည်မနိုင်ရှံများမြတ်သောအကျိုးရှိသည်ဟု၍ကောင်းစွာဖြစ်ပေါ်ဟောကြားတော်မူခဲ့ပြီးပါပြီအစုံလေးစုံပုဂ္ဂိုလ်800ဟုသောအရိယာပုဂ္ဂိုလ်တို့သည်သစ္စာ၄ပါးတရားကိုပိုင်းခြားထင်ထင်သိမြင်ကြပါတယ်။ဤမြင့်မြတ်လွှမ်းကျော်တန်ဃာတော်များကိုလည်းနောင်တန်တရားချမ်းသာဖြိုးကျွယ်မညှိုးငယ်အောင်ကိုးကွယ်စည်းကပ်ပါလော့။ဘုရားရှင်ဟာစတ္တလူလင်ကိုတရဏဂုံဟုသောယရဏ၃ပါးကိုစည်းကပ်ရခြင်းရဲ့အကျိုးကျေးဇူးများကိုကောင်းစွာရှင်းလင်းဟောပြောပြပြီးတော့စတ္တလူလင်ရဲ့နှလုံးအိမ်ထဲဝယ်ယရဏ၃ပါးကုံဟာကောင်းမွန်စွာတည်လေတော့တယ်။ဘုရားရှင်အားဆက်လက်ပြီးတော့၅ပါးသီလရဲ့အကျိုးဖြစ်တွေကိုဆက်လက်ဟောကြားတော်မူတာမှာစတ္တလူလင်ဟာ၅ပါးသီလတို့ကိုကောင်းစွာခံယူစောင့်တည်လေတယ်။စတ္တလူလင်ဟာတရဏဂုံ၃ပါး၅ပါးသီလကိုစောင့်တည်ပြီးတဲ့နောက်ကြည်လင်သောစိတ်ထားရှိပြီးဘုရားရှင်ထံခွင့်ပန်ကခရီးဆက်လက်ထွက်ခွာခဲ့လေတယ်။စတ္တလူလင်ဟာလမ်းခရီးတစ်လျှောက်ဘုရားရှင်ဟောကြားလိုက်တဲ့ယရဏ၃ပါးကုံနဲ့၅ပါးသီလတို့ကိုအောက်မေ့ဆင်ခြင်ပြီးလာခဲ့တယ်။ဒီစတ္တလူလင်ဟာဤများလောက်သောကုသိုလ်သည်နတ်ပြည်သို့ဖြစ်ခြင်းကတင့်လျော်ပြီလို့သတ်မှတ်ပြီးဇေတဝန်ကျောင်းတော်ကိုမြတ်စွာဘုရားရှင်ဟာပြန်လဲကြွတော်မူတယ်။စတ္တလူလင်ဟာခရီးဆက်လက်ထွက်ခွာခဲ့ရာခိုးသူတို့ပုံအောင်ရနေရာကိုရောက်ရှိလာတယ်။ခိုးသူတို့ကဝိုင်းဝန်းရောက်ရှိလာပြီးစတ္တလူလင်ကိုရိုက်နှက်ညှင်းဆဲကအတပြာကိုလူယူကြတယ်။စတ္တလူလင်ဟာရိုက်နှက်ခံရနေစမှာပဲယရဏ၃ပါးကုံကိုဆင်ခြင်အောင်မိတ်နေလေတယ်။စတ္တလူလင်ဟာရိုက်နှက်တိကြရမယ်ယရဏ၃ပါးကုံကိုဆင်ခြင်ပြီးရှေ့ဆက်လက်ထွက်ခဲ့ရမှာခိုးသူတယောက်ကခြုံကြားမှာပုံကွယ်နေရင်အစိတ်တူးများနဲ့ရုတ်တရက်ပြစ်ခတ်လိုက်ရစတ္တလူလင်ဟာဒီနေရာမှာပဲကွယ်လွန်ပြီးတာရိန်သာနတ်ပြည်မှာယူဇနာ30ရှိတဲ့ဗိမာန်မှာအိတ်တဲ့ယောက်ျားနိုးသောလားကဲ့သို့နတ်သမီး1000အချမ်းရန်လဲစီ60တိုင်းများရှိသောအစင်တန်းစာဒွာရရာတို့နှင့်တစားဆရာသောကိုရှိသောနတ်သားဖြစ်သွားလေတယ်။နတ်သားရဲ့ဗိမာန်ရာယူဇနာ20ကျော်ပြတ်နတ်တည်လေတယ်။ခိုးသူတို့ဟာစတ္တလူလင်တည်တဲ့အခါမှာငွေတို့ကိုယူပြီးထွက်ခွာသွားကြလေတယ်။စတ္တလူလင်သေဆုံးတာကိုတွေ့မြင်ကြရတဲ့သေတပြရွာသားတို့ဟာသေတပြရွာမှာရှိတဲ့စတ္တလူလင်ရဲ့မိခင်နဲ့ဖခင်တို့ကိုတွားရောက်ပြောကြားသတင်းပေးကြတယ်။ဥက္ကဋ္ဌမြို့ကိုခရီးသွားတဲ့လူတွေကလည်းဥက္ကဋ္ဌမြို့ကိုသွားပြီးပောက်ခရသားဒီပုံနာကြီးထံအကြောင်းကြားကြလေတယ်။အဲ့ဒီသတင်းကိုကြားကြတဲ့စတ္တလူလင်ရဲ့မိဘဆွေမျိုးတို့ပောက်ခရသားဒီပုံနာကြီးနဲ့နောက်ပါအချမ်းရံတို့ဟာမျက်ရည်ယိုဆွင်ငိုကြွေးကြပြီးတော့စတ္တလူလင်အလောင်းရှိရာကိုရောက်လာကြတယ်။ဒီစတ္တလူလင်တည်တဲ့နေရာကိုတေတပြရွာသားတွေဥက္ကဋ္ဌမြို့သူမြို့သားတွေအိဆာနင်္ဂလာရွာသားတွေစုဝေးကြကုန်ပြီးကြီးမားတဲ့လူလူကြီးဖြစ်လာတယ်။စတ္တလူလင်ရဲ့မိဘဆွေမျိုးတွေဟာလမ်းခရီးမနီမဝေးတစ်ခုမှာအလောင်းမိတကြွရန်ထင်းပုံတွေကိုစီမံကြတယ်။အဲ့ဒီခါဘုရားရှင်ကငါကြောက်ရောက်တော်မူသည်ရှိသောစတ္တလူလင်နာသားသည်ငါကိုရှ िख ိုးခြင်းကလာရောက်ခြင်းအကြောင်းကို၎င်းပြုခဲ့ဘူးသောကောင်းမှုကံကို၎င်းလျှောက်သည်ရှိသောကံ၏အကျိုးကိုမျက်မြင်ပြုစေတရားတော်ကိုဟောကြားအပ်အဲ့ဒီလိုဟောကြားသည်ရှိသောလူအပေါင်းသစ္စာ၄ပါးတရားကိုထိုးထွင်း၍သိမြင်သည်ဖြစ်လရန်ဆိုပြီးအကြံဖြစ်တော်မူပြီးတော့ယဟန်အပေါင်းခြံရန်လျက်စတ္တလူလင်အလောင်းမိတကြိုရာကိုကြွတော်မူပြီးတော့တစ်ပင်တပင်ရင်းမှာ6သွဲသောရောင်ကြီးတို့ကိုလွတ်တော်မူကထိုင်နေလေတယ်အဲ့ဒီအချိန်မှာစတ္တလူလင်နာသားဟာမိမိရရှိတဲ့စည်းစိမ်ကိုဆင်ခြင်ပြီးဒီနတ်ရဲ့စည်းစိမ်ချမ်းသာရခြင်းအကြောင်းကိုစဉ်းစားတယ်။တရဏဂုံ၃ပါးမှာတည်တာ၅ပါးသီလစောင့်တည်ခြင်းအကျိုးကိုမြင်ရတဲ့အခါအလွန်အံ့ဩတဲ့စိတ်ကောင်းစွာကြည်ညိုသောစိတ်များခံစားဖြစ်ပေါ်မိတယ်။ငါဟာအခုပင်သွား၍ဘုရားနှင့်တန်ခါအပေါင်းကိုရှ िख ိုးပါအံ့ယရဏ၃ပါးရဲ့ဂုဏ်ကျေးဇူးတို့ကိုလည်းလူပေါင်း၌မျက်မှောက်၌ပင်ထင်ရှားသည်ကိုပြအံ့ဟုကျေးဇူးတရားသိမိကိုအမိပြုပြီးတော့အလုံးစုံသောထိုတော်အရာကိုတပြိုင်နက်ထဲသောအလေးရောင်ကိုထွန်းလန်းတောက်ပါစေပြီးနေထိုင်ရာဘုံဗိမာန်နှင့်တကွာလာတယ်
ဗိမာန်မှာသစင်ကများစွာသောအချမ်းရံနဲ့တကွာကိုထင်ရှားပြတယ်။ဖျားရှင်ထံသို့ကြီးကပ်ခါဖျားရှင်ရဲ့ခြေတော်ဆုံးဥကောင်းဖြင့်ဥဒရဲ့ရိုကြိုရှိခိုးပြီးလက်အုပ်ချီကအသင့်လျော်သောအရန်နိုင်နေလေတယ်။ဤပုဂ္ဂိုလ်ဒီကနတ်လေလာပြမလေးလောအဘဲသူဖြစ်ပါနီးဆိုပြီးလူအများအပေါင်းတို့ကအံ့ဘွယ်တရေထူးကဲသောစိတ်ဖြစ်ပြီးဖျားရှင်ထံဝိုင်းဝန်းချီကပ်ပြီးရောက်လာကြတယ်။နိုင်ရှင်စရာဥပမာမရှိအောင်များမြောင်လာစားသောအယောင်ဆင်းရှိသည့်တေဤဘုံဗိမာန်သည်ကောင်းကင်ပြင်၌ထွန်းလန်းတောက်ပသည့်သူဖုတ်တမြည်သောကျေတရားသည်လည်းမထွန်းလင်းမတောက်ပနိုင်လာရောင်နေရောင်သည်လည်းမထွန်းပြောင်းနိုင်ရောင်ဝါတင်ရှန်နတ်နန်းဆောင်ပြန်ဘုံဗိမာန်နှင့်တကွအထက်နတ်ပြည်မှလူတို့ပြည်ခေါ်ဤမြေကိုတို့ဆင်းသက်လာသောတင်ကအဘဲသူပါနီထဝင်းချင်းနှင့်စင်ကြဲတန်ရှင်အညစ်ကြေးကင်း၍တင့်တယ်ခြင်းရှိသောဗိမာန်သည်နေရောင်တို့ကိုဖြတ်တောက်ပဲဖြောက်ပြီးဗိမာန်၏အယောင်သည်25ယူဇနာတိုင်တိုင်ပြန့်နှံ့တည်နေပါ၏ညင့်ကိုပင်လင်နေကဲ့သို့ပြုနိုင်၏များပြားလာစွာပရုမာကြာမျိုးစန့်ကျဲသောပုံနာရိတ်ကြာပြူမျိုးလည်းရှိသောပန်းတို့ဖြင့်ကျွမ်းကအညစ်ကြေးကင်းပြီးများစွာစန့်ကျဲသောရွှေကွင်ရဲ့ဖြင့်ဖုံးလွှမ်းအပ်သောဗိမာန်သည်ကောင်းကင်ပြန်၍ဒီတကဲ့သို့ထွန်းလင်းတောက်ပပြီး၏ကောင်းကင်ပြင်သည်ကျဲတာယာတို့ဖြင့်ပြည့်ပြီးတကယ်သို့ညီသောအာယုရွှေသောအဝတ်ရှိကုန်သောစံတကူနတ်သားတို့ဖြင့်မွန်းထုံအပ်သောရွှေစင်းနှင့်တူသောသိမ်ဝင်နုညံ့သောဤစင်ရှိကုန်သောနတ်သမီးတို့ဖြင့်လည်းပြည့်ပြီးအမျိုးမျိုးအဖုံဖုံရှုကျင်စပွဲဆင်းရှိကုန်သောနတ်ပန်းတို့ဖြင့်ဆင်ရသောတစားရှိကုန်သောစတုံးစားသည်တို့၌ရွှေစီချိုအစရှိသည်တို့ဖြင့်ဖွဲ့ရှက်အကုန်သောရွှေတစားတို့ဖြင့်ဖုံးလွှမ်းအပ်သောဝမ်းမြောက်သောစိတ်ရှိကုန်သည့်နတ်သားနတ်သမီးတို့သည်တင်းနေထိုင်ရာဤဗိမာန်၌များလာပါပေသည်လေတိုက်ခတ်သည်ဖြင့်ကြွေကြကုန်သောပန်းတို့သည်တင်းနေထိုင်ရာဤဗိမာန်ကြီးတွင်၌မှွေးကြိုင်သောရနံ့တို့ဖြင့်ပြန့်နှံ့လှိုင်စေပါသည်ဤသို့သောအကျိုးများသည့်အဘယ်သို့သဘောရှိသောစောင့်စည်းမှုအကျိုးများဖြစ်ပါသည်။အဘယ်ကိုပြုသောကုသိုလ်ကံအကျိုးကြောင့်တင်သည်ကြီးမားသောရောင်ဝါဝန်းရှံဗိမာန်ကြီး၌ဖြစ်လာရပါသည်။ဤအကြောင်းကိုဖြေကြားပေးပါလောလို့မေးမြန်းတဲ့အခါဒီလိုဖြေကြားပါတယ်။ဘုရားရှင်ဟာအီလန်ခီဆိုက်ရောက်လာသောလူလင်နှင့်တွေ့ဆုံ၍တနာဆောင်လျှောက်ချီးမြှောက်တော်မူသောကြောင့်တရဏဂုံ3ပါးနှင့်5ပါးသီလကိုဟောကြားဆုံးမတော်မူခဲ့ပါတယ်။ဒီတရားကိုကြားနာပြီးလိုက်နာကျင့်သုံးရန်ဂရိခံဝန်ချက်ပြုခဲ့ပါတယ်ဖျားဟူ၍ဖျားနဲ့တွေ့ပုံဖျားရှင်တရဏဂုံ3ပါး5ပါးသီလတင်ကြားပေးပုံလမ်းခရီး၌ခိုးသူတို့ကတပ်ဖြတ်ပုံအကြောင်းဆိုကိုပြန်လေလျှောက်ထားပြလေတယ်မြတ်စွာဘုရားတပည့်တော်မှာဤတရဏဂုံ3ပါးပွားများမှုကုသိုလ်နှင့်5ပါးသီလစောင့်ထိန်မှုကုသိုလ်မှတပါးတခြားကုသိုလ်မရှိခဲ့ပါဖျားဤကုသိုလ်ကံများနှင့်ပင်တာဝရိန်သာနတ်ပြည်၌ဤမြကြီးကျယ်သောစည်းစိမ်ကိုခံစားဆန်စားရပါသည်ဖျားလူနတ်မြမာတတ္တဝါအများကိုတန်တရားတော်မှလွတ်အောင်ဟောပြောပြနေသောဖျားရှင်ဖျားတခဏမြဆောင်စည်းသောဒီလိုက်အကျိုးသည်၎င်းတရားနှင့်လျှော်ညီစွာကျင့်သောအကျင့်အကျိုးသည်၎င်းအကျိုးပေးပုံထုံးမှုကိုကြည်ပါဖျားယခုတပည့်တော်၏စည်းစိမ်နှင့်တပည့်တော်၏ဘဝကိုတွေ့မြင်ကြရသောအခြားသူတို့သည်တပည့်တော်ကဲ့သို့ဖြစ်စေရန်ဆုတောင်းနေကြပါသည်ဖျားမကြင်မကျဲအနှဲ့ငယ်များသောအရှင်ဖျားဒေသနာတော်၏အစစ်စစ်တို့ပွားတို့အကျိုးတရားသည်နတ်ပြည်သို့ရောက်ရပြီးနတ်စည်းစိမ်တို့ကိုခံစားရပါသည်ဖျားတို့အတွက်ဖျားရှင်တို့သည်နေ့စဉ်မပြတ်ဖျားရှင်၏တရားတော်များကိုကောင်းစွာနာကြားသင့်ပါသည်ဖျားထိုသူတို့သည်တေသည့်အခါသုတိပြည့်ကြွေကင်းရာမျက်နှိပ်ဗံသို့ရောက်ကြလိမ့်မည်လို့ထင်ပါသည်ဖျားဆတ္တလူလင်ဟာနတ်သားဟာဘုရားရှင်ကိုမိမိပြုအပ်ခဲ့တဲ့ဂျေဇုကိုတည်တည်ဖြစ်နိုင်တည်ရှိ၍ဘုရားရှင်ကိုစိတ်ကပ်အပ်ခြင်းအကျိုးကို၎င်းတရားတော်နာကြားရခြင်းရဲ့အကျိုးကို၎င်းထင်ရှားစွာလျှောက်ထားပြတယ်ဖျားရှင်ဟာဆတ္တလူနဲ့နတ်သားနဲ့ဒီရမှာရှိတဲ့ပြိဿတ်တို့ရဲ့လိုအားတရားကိုကြည့်ရှုတော်မူပြီးတော့အစဉ်တိုင်းတရားတော်ကိုဆက်လက်ဟောကြားတော်မူတယ်။တရားနာပြိဿတ်တို့ရဲ့ခံသောစိတ်ရှိသည့်ဖြစ်ကိုသိတဲ့အတွက်သစ္စာ၄ပါးတရားကိုဆက်လက်ဟောကြားတော်မူတယ်။ဒေသနာတော်ရဲ့အဆုံးမှာဆတ္တလူနဲ့နတ်သားနဲ့မိဘတို့ဟာသောတာပတ္တိဖို့မှာတည်ကြလေတယ်။ပြိဿတ်တို့ကလည်းသစ္စာ၄ပါးတရားကိုထိုးရင်းသိမြင်ကြလေတယ်။သောတာပန်ဖြစ်သွားတဲ့ဆတ္တလူနဲ့နတ်သားမိမိရဲ့သောတာပန်ဖြစ်ခြင်းကို၎င်းအထက်မဲ့ရခြင်းရဲ့အကျိုးကိုလည်းအောင်ပြသလိုတဲ့အတွက်ဆက်လက်လျှောက်ထားလေတယ်။
ဘုန်းတော်ကြီးတဲ့မြတ်စွာဘုရားအကျင့်ပုဂ္ဂိုလ်တို့ဟာဤသာသနာတော်ဝယ်အကျင့်မှန်ကိုကျင့်ကြမည်ဆိုပါကငါးဖြာအာယုံကာမဂုဏ်တို့ကိုခုံမင်းနှစ်သက်ခြင်းကိုကောင်းစွာပယ်နိုင်ကြပါမည်အမိဝမ်းတွင်ပရိသေနေရခြင်းကိုမကတ်ရောက်နိုင်တော့ပါပါရမီရှိကြသောပုဂ္ဂိုလ်အပေါင်းတို့သည်တွေ့ဝေတတ်သောမောဟတရားကိုပယ်ရှား၍ယူပဘုံဝယ်ညှိတွယ်တတ်လဘဝရာဂကိုလည်းကောင်းစွာစွန့်ပွယ်နိုင်ပါသည်ထိုသူတို့သည်လည်းအမိဝမ်းတွင်ပရိသေနေရခြင်းကိုမကတ်ရောက်နိုင်ကြပါကိလေသာငြိမ်းကုန်သောယောက်ျားမြတ်တို့သည်ဒုက္ခအေးငြိမ်းရာနိဗ္ဗာန်သို့ကြွရောက်ကြပါကုန်၏ဖရာလို့ဆတ္တလူနှင့်နတ်သားကမိမိသောတာပန်တည်သောအဖြစ်ကိုရှောက်ကြလျက်ဖရာရှင်ကိုရှ िख ိုးကလက်ရရစ်လှဲ့သည်ကိုပြုပြီးလျင်ယဟန်တန်ဃာများကိုယူသည်လေးမြတ်သောအမူအရာကိုပြ၍အမိဖတို့ကိုပန်ကြပြီးနတ်ပြည်ကိုပြန်လေတော့တယ်ဖျားရှင်ဟာယဟန်တန်ဃာများနဲ့တကွနေရာမှထားခါကြွသွားတော်မူလေတယ်လူလင်ရဲ့မိဘပောက်ခရသားတိပုံနာကြီးနဲ့ပြိတ်သက်တော်ဟာဖျားရှင်ကိုလိုက်ပို့ကြတယ်ဖျားရှင်ကဇေတဝင်เจ้าကိုဝင်တဲ့အခါပြိတ်သက်တော်ဟာအတီးတီးပြန်ကြလေတော့တယ်